အောင်လားအဲ့လိုမလုပ်အနံ့လေးပဲအဲ့လိုမထည့်တန်းဆောင်လို့အမှတွေ့ရတော့လည်းဒီနေ့တော့အောက်မှာတွေ့ရတော့အဲ့လိုနော်ဒီချင်းနေဘေး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 အာ